မြင့်တုံစုကြုံမြင်မာစွာလို့ဘဝခရီးဟာကောင်းတယ်လက်ဆိုးတယ်လက်အမျိုးမျိုးဖို့မုံတွေ့ကြုံခံစားရလို့ငိုစရာနဲ့ကြုံရတဲ့အခါမှာငိုကြရှိစရာနဲ့ကြုံတဲ့အခါမှာရှိကြရဘဝရဲ့အခြေအနေဟာတည်ငြိမ်ခြင်းမရှိဘူးပေါ့အဲ့ဒါလို့တည်ငြိမ်ခြင်းမရှိတဲ့ဘဝကိုကျင့်အားရပြီးတော့နေကြမယ်ဆိုရင်တော့ဘဝပဲထွက်ရမယ်ဆိုတဲ့ဘဝရဲ့ထွက်ပေါက် exit ကိုရှာတွေ့ကြမှာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားပွင့်တော်မူတဲ့အခါမှာမြတ်စွာဘုရားကဘဝထွက်ပေါက်ဆိုတာရှိတယ်ဆိုတဲ့အကြောင်းကို exit ကိုလမ်းညွှန်မှုပေးခဲ့တာပဲဖြစ်တယ်ပေါ့ဒီလိုလမ်းညွှန်မှုပေးနိုင်တဲ့ပုဂ္ဂိုလ်သူမြတ်ဟာဘုရားမြတ်စွာတပါးပဲပုဂ္ဂိုလ်မှမရှိဘူးဘုရားမပွင့်ခင်ကဒီလိုထွက်ပေါက်ရဖို့ဆိုတာအလွန်ခဲရင်တယ်30ဘုံတန်တရားဝတ်အတွင်းမှာပဲကရွတ်ကိုကင်းလျှောက်နေတယ်လို့ကရွတ်ပေါ်ကင်းလျှောက်နေရင်မဆုံးနိုင်တဲ့ခရီးကိုလျှောက်ပတ်နေရတယ်လို့ပဲဆုံးမလဲတဲ့နွားလို့မဆုံးနိုင်တဲ့ခရီးကိုသွားပြီးတော့ဆင်းရဲဒုက္ခအမျိုးမျိုးနဲ့ကြုံတွေ့နေရမှာဆိုတာမတ္တမထင်ရှားတယ်မြတ်စွာဘုရားပွင့်လာပြီဆိုလို့ရှိရင်အဲ့ဒီမဆုံးနိုင်တဲ့ခရီးကြီးကိုဘယ်ပုံပဲနည်းအဆုံးသတ်ရမယ်ဆိုတဲ့တိကျသေးချာတဲ့လမ်းစဉ်ကိုချပြပြီးဒီလမ်းကြောင်းကလိုက်ချဖို့ဒီထွက်ပေါက်ကထွက်ကြဖို့ဆိုတာကိုမြတ်စွာဘုရားလမ်းညွှန်မှုပြုခဲ့တာပဲဖြစ်တယ်ဒီစနစ်ဟာဘုရားပွင့်မှသာဖြစ်ပေါ်တဲ့လမ်းကြောင်းနဲ့ထွက်ပေါက်ပဲဖြစ်တယ်ပေါ့အဲ့ဒီလမ်းကြောင်းနဲ့ထွက်ပေါက်ဆိုတာဝိပဿနာကျင့်စဉ်ဖြစ်တဲ့မဂ္ဂင်၈ပါးနဲ့နိဗ္ဗာန်သာလင်ဖြစ်တယ်မဂ္ဂင်၈ပါးကျင့်ကိုကျင့်ပြီးတော့မဂ္ဂင်၈ပါးဆိုတဲ့ဝိပဿနာကျင့်စဉ်ကိုကျင့်လို့အသိဉာဏ်ဆင့်စဉ်ဖွံ့ဖြိုးတိုးတက်ပြီးနောက်ဆုံးထွက်ပေါက်ဆိုတာကိုယ်တိုင်စတင်မြင်ကြသောတာပန်ရဖြစ်သွားပြီဆိုရင်ထွက်ပေါက်မြင်တာပဲဖြစ်တယ်ဒါကြောင့်မို့သောတာပတိမေကိုဓတနာလို့ခေါ်တယ်ဓတနာဆိုတာမြင်ခြင်းလို့အဓိပ္ပာယ်ရတယ်ဘာကိုမြင်တာတုံးဆိုထွက်ပေါက်ကိုတွေ့မြင်တာလိုင်ကူကြီးထဲမှာပိတ်မိနေတဲ့ပုဂ္ဂိုလ်တွေဟာထွက်ပေါက်ရှာတဲ့အခါမှာအလင်းရောင်လေးမြင်လိုက်တဲ့အခါဟေးဒီမှာထွက်ပေါက်ဆိုပြီးတော့ဝန္တာအာရတွေးကြတယ်လို့အမောင်ကြီးချနေတဲ့တန်တရာခီးထဲမှာလည်းပဲသောတာပန်ဖြစ်သွားလိုက်တာနဲ့ထွက်ပေါက်ဆိုတာတွေ့သွားတယ်အဲ့ဒါကြောင့်မလို့ဓတနာနိဗ္ဗာန်ကိုစတင်မြင်တယ်လို့ဆိုတဲ့နာမည်နဲ့သောတာပတိမေကိုဓတနာလို့ခေါ်တာဖြစ်တယ်ဘာကိုမြင်တာတုံးဆိုနိဗ္ဗာန်ဆိုတဲ့အလင်းရောင်ကိုစတင်မြင်ခြင်းပဲဖြစ်တယ်အဲ့ဒါကိုတိုးတက်မြင်မှလာအောင်ကြိုးစားတဲ့တဂရဂမိမေအနာဂမိမေအရဟတမေတွေကိုတော့ဘာဝနာလို့ခေါ်တယ်တိုးတက်ဖြစ်ပေါ်မှုစတင်မြင်မှုနဲ့တိုးတက်ဖြစ်ပေါ်မှုဒီလိုအဓိပ္ပာယ်မျိုးဆိုလို့တယ်ပေါ့အဲ့တော့သောတာပန်ဖြစ်တယ်ဆိုတာနိဗ္ဗာန်ကိုစတင်တွေ့မြင်ခြင်းပဲဖြစ်တယ်အဲ့ဒါလို့နိဗ္ဗာန်ကိုစတင်တွေ့မြင်ဖို့ရာအတွက်သောတာဆိုတာမဂ္ဂင်၈ပါးကိုပြောတာပဲသောတာဆိုတဲ့မဂ္ဂင်၈ပါးတွေကိုအာပါဏဝင်ရောက်သွားပြီဆိုလိုတာကဂျိုရုကိုကောင်းကင်ပေါ်ပြစ်တင်လိုက်တဲ့အခါကဘာပတ်လမ်းကြောင်းနဲ့ရောက်သွားတယ်လို့ပဲနိဗ္ဗာန်လမ်းကြောင်းနဲ့ရောက်သွားတယ်လို့ဒီလိုအဓိပ္ပာယ်နဲ့သောတာပန္နသောတာအပန္နသောတာဆိုတာဒီနေရာနာကိုပြောတာမဟုတ်ဘူးရေစီးချောင်းသို့မဟုတ်လမ်းကြောင်းကိုဆိုလိုတယ်လမ်းကြောင်းတွေကိုရောက်သွားတယ်လမ်းကြောင်းဆိုတာဟာရေစီးချောင်းနဲ့အလားသဏ္ဍာန်တူလို့ဇမယကသောတာဆိုတာကိုရေစီးချောင်းနဲ့တင်စားပြီးအင်္ဂလိပ်တို့ပြန်တဲ့ပုဂ္ဂိုလ်တွေက Sri Winner ဆိုပြီးဘာသာပြန်တဲ့သောတာပန်ဆိုတဲ့ပုဂ္ဂိုလ် Sri ဆိုတာရေစီးချောင်းကြီးပေါ့ Sri Winner ဆိုတာအောင်မြင်သူလို့အဓိပ္ပာယ်ရတယ်သို့တော့အပန္နဆိုတာအောင်မြင်သူလို့အဓိပ္ပာယ်ပြောတာမဟုတ်ဘူးသောတာအပန္န Sri Intara လို့ပြန်လို့ရှိရင်တော့သူ့အဓိပ္ပာယ်အတိုင်းဖြစ်တယ်ရေစီးချောင်းနဲ့ဝင်ရောက်သွားသူonline ဖြစ်သွားတာပြောတာနိဗ္ဗာန်ဆိုတဲ့လမ်းကြောင်းကြီးတွေရောက်သွားပြီလို့သူတို့ဆိုလို့တယ်ပေါ့ရောက်သွားလို့ရှိရင်တော့လမ်းကြောင်းလွယ်တော့မှမဟုတ်တော့ဘူးတက်မှတ်သွားပြီ
လမ်းဆုံးလို့ရှိရင်တွေ့တော့မှာပဲဖြစ်တယ်ပေါ့လမ်းပေါ်ရောက်သွားပြီလို့သူတို့ပြောတဲ့အဓိပ္ပာယ်မျိုးအဲ့ဒါလို့မြတ်ဗုဒ္ဓပွင့်လာတဲ့အခါမှာတန်တရားဝဆင်းရဲကလွတ်ကင်းမှုအတွက်လမ်းစာတွေကိုဖော်ပြလို့တန်တရားဝဆင်းရဲကလွတ်ကင်းသွားတဲ့ပုဂ္ဂိုလ်တွေဟာကိုချင်းခဲ့တဲ့လမ်းကြောင်းကိုပြန်ပြီးတော့တစ်စီတစ်စောင်းချိလိုက်တဲ့အခါမှာဝန္တာအာရဖြစ်ကြလို့အမှတ်တရစကားကိုပြောကြတာသာဖြစ်တယ်ပေါ့ထိုကဲ့သို့အမှတ်တရစကားပြောကြတဲ့မြတ်ဗုဒ္ဓရဲ့တပိသာဝကကြီးတွေဟာ264ပါးရှိတယ်လို့မှတ်တမ်းတင်ထားတယ်264ပါးထဲမှာဂါထာတစ်ပုဒ်နဲ့ပြောတဲ့ပုဂ္ဂိုလ်ရှိသလို2ပုဒ်နဲ့3ပုဒ်နဲ့4ပုဒ်နဲ့ပုဒ်ပေါင်းများစွာနဲ့ရှင်နဲ့မဆန်ပြောသွားကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့တော့အခုထေရဂါထာဆိုတဲ့ကျမ်းကိုအစဉ်တိုင်းဟောလာခဲ့တာနော်264ပါးသောမထေရမြတ်တွေရဲ့မှတ်တရစကားတွေဟာတပါးလင်တဂါထာနဲ့ပြောသွားတာတွေပဲအခုဟောနေရတော့မှရှိသေးတယ်အားလုံး92ပါးပြီးသွားပြီဒီကနေ့62ပါးမြောက်ဝိစေယမထေရရဲ့မှတ်တရစကားကိုနားထောင်မှာဖြစ်တယ်အဲ့တော့260ဆိုတော့ဒီအပိုင်းနေများစွာဟောမှဒီတရားကုန်မှာဖြစ်တယ်ကိုရိယဇကားတဲ့ပိုရှည်သွားနိုင်သေးတယ်ပေါ့နော်အဲ့ဒါလောက်ပုတ်ပေါင်း900လောက်ဟောမှတရားပွဲပေါင်း900လောက်ဟောမှဒီတရားပြီးဆုံးသွားနိုင်တယ်ပေါ့လို့ဆိုပြီးအောင်မှမဟုတ်သေးဘူးပေါ့နော်အပိုင်းနေနဲ့သွားတာဖြစ်တယ်သို့တော့အပိုင်းနေခွဲထားတော့လဲတစ်ခုနဲ့တစ်ခုတူညီမှုတော့မရှိဘူးတူတာနည်းတယ်တူတဲ့ဇာတ်ကြောင်းလည်းမဟုတ်ဘူးအလှည့်ကျအမှတ်တရစကားတွေကိုပြောသွားလို့စိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တွေများစွာပွားပြီးမိမိတို့ဘဝမှာသင်္ကန်းစာယူပြီးဒီဘဝခရီးအတွက်တန်ဖိုးရှိရှိအသုံးချနိုင်ကြမှာဖြစ်တယ်ပေါ့တချို့မထေရမြတ်တွေကလောကအကြောင်းနဲ့ဆက်ဆက်ပြီးတော့ပြောတယ်တချို့မထေရမြတ်တွေကဓမ္မအကြောင်းနဲ့ပြောတယ်ဓမ္မအကြောင်းနဲ့ပြောတဲ့အခါမှာလေးနဲ့လို့သဘောပေါက်နားလည်အောင်ကြိုးစားကြအောင်လောကအကြောင်းနဲ့ပြောတဲ့အကြောင်းအရာတွေကတော့ထင်ရှားတယ်သိတာတယ်ပေါ့အခုဒီကနေ့62ပါးမြောက်ဖြစ်တဲ့ဝိဇ္ဇာမထေရရဲ့အမှတ်တရစကားကိုနားကြည့်ရအောင်သူပြောတဲ့စကားကတော့ဓမ္မလမ်းကြောင်းကပြောတာဖြစ်သောကြောင့်အနည်းငယ်နဲ့ဆိုင်နေပေါ့နော်ဓမ္မဝါဟာရတွေနဲ့သုံးသွားတာဖြစ်တော့နဲ့ဆိုင်ဖြစ်နေတယ်အရာစကားနဲ့သုံးတာမဟုတ်ဘူးဓမ္မစကားတွေနဲ့သုံးသွားတာဖြစ်တော့ philosophy ကျမ်း psychology ကျမ်းကိုလေ့လာတဲ့အခါမှာ philosophy အသုံးနှုန်းတွေ psychology အသုံးနှုန်းတွေ psychological term ဆိုတဲ့စကားလုံးဝါဟာရတွေကိုသုံးသွားတယ်လို့ပဲအရာသုံးမဟုတ်သည့်အတွက်ကြောင့်နားလည်အောင်ကြိုးစားနားထောင်ကြရတာဖြစ်သို့တော့ဘယ်စကားလုံးဘယ်ဝါဟာရပဲဖြစ်ဖြစ်လူတွေအတွက်နားလည်နိုင်ဖို့ရာခက်ခဲနိုင်ဖို့မရှိပါဘူးအဲ့တော့ဝိဇ္ဇာမထေရရဲ့အမှတ်တရစကားကဘာပြောတာလဲဆိုယတ္တတဝပရိခိဏအာဟာရေသအနိတိတောတုံညတောအနိမောက်တောအနိမိတ်တောသဝိမောက်ခောယတ္တခောစရောအာဂတိဝတကုံတနံပဒံတတ္တဒုရဏယသူပြောတဲ့စကားအဓိပ္ပာယ်နော်စကားအဓိပ္ပာယ်ကိုမြန်မာလိုပြောမယ်ဆိုရင်ပုဂ္ဂိုလ်တူမှာတဲ့အာတဝဆိုတဲ့အစင်ထာဝရစီဝင်နေတတ်တဲ့အကုသိုလ်တရားတွေအာတဝဆိုတဲ့ပြဿနာတွေကုန်ခန်းသွားမယ်နေ့စဉ်စားသုံးတဲ့အာဟာရအသုံးပြုတဲ့ပစ္စည်းလေးပါးပေါ်မှာလည်းပဲတဏှာဖြင့်တွေ့တာခြင်းမှားယွင်းသောအမြင်ဖြင့်မှတ်ယူခြင်းဆိုတဲ့အခြေအနေကလွတ်ကင်းတယ်အဲ့ဒီလွတ်ကင်းတဲ့ပုဂ္ဂိုလ်ဟာလွတ်မြောက်မှု၃ခုနဲ့လွတ်မြောက်မှု၃ခုနဲ့ကြုံတွေ့ရတယ်ဘယ်ဘဝရောက်သွားတယ်ဆိုတဲ့သွားရလမ်းကြောင်းဟာ
ကောင်းကင်မှာပြန်တန်းတဲ့ငှက်ရဲ့ခြေရာကိုရှာမတွေ့တယ်လို့အဲ့ဒီပုဂ္ဂိုလ်မျိုးရဲ့သွားရလမ်းကြောင်းခြေရာကိုရှာတွေ့မှာမဟုတ်ဘူးကမ္ဘာလောကထဲမှာဘယ်တော့လိုက်ဘယ်နေရာရှာသူတွေ့မှာမဟုတ်ကောင်းကင်မှာငှက်တွေသွားကြတယ်အဲ့ဒီငှက်တွေကခြေရာဘယ်မှာကြံရစ်တယ်လဲလို့ငှက်ရဲ့ခြေရာရှာရင်မတွေ့တယ်လို့ပဲဒီပုဂ္ဂိုလ်သူမြတ်တွေဟာသူတို့ရင်ထဲမှာရှိတဲ့အဆိုးတရားတွေကိုဖယ်ရှားလိုက်လို့ဘဝတစ်ခုဆုံးသက်သွားတဲ့အခါသူတို့ဘယ်ရောက်သွားတယ်လဲလို့လိုက်ရှာလို့မရဘူးလို့ဒီလိုဆိုလို့တယ်နော်ဗမာပြည်မှာဒီနားမှာတချို့ကတည်သွားလို့ရှိရင်မေးကြတာရှိတယ်ဗါတဲ့လေးချွန်နတ်တို့ဘာလို့သွားပြီးဘယ်ရောက်နေတော့ဘာလို့မေးကြတာရှိတယ်နော်အဲ့ဒါလို့တည်သွားတာလိုက်မေးလို့မရတော့ဘူးလို့ဆိုလို့တယ်ဘယ်ရောက်နေတယ်ဆိုတာလမ်းသာမရှိတော့ဆိုလိုတာကယဟနာပုဂ္ဂိုလ်ဖြစ်သွားလို့ခန္ဓာကိုယ်ဆုံးသက်ခန္ဓာဝန်ချပြီးတော့ငြိမ့်သွားပြီဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဘယ်ရောက်သွားသလဲလို့31ပုံထဲမှာလိုက်ရှာဘယ်နေရာမှာတဲလွန်စားအနေနဲ့ရှာတွေ့မှာမဟုတ်တော့ဘူးတတ္တလောကကြီးတစ်ခုလုံးကသူဟာပျောက်သွားပြီဘယ်နေရာရှာလို့မှမရတော့ဘူးလို့သူတို့ဆိုလို့တယ်ဂတိပဋ္ဌာန်တတ္တဓုရနေရာသူ့ရဲ့ခြေတော့တိဖို့ခက်သူ့ရဲ့ခြေရာဟာတိဖို့တွေ့ဖို့ခက်သွားပြီလို့ဒါသူဝိဇ္ဇယမထေရပြောတဲ့သူ့ဘဝကိုမှတ်တမ်းတင်ထားတဲ့သူ့ရဲ့အမှတ်တရစကားပဲဖြစ်တယ်ပေါ့အဲ့ဒီမှာအကြောင်းနဲ့အကျိုးနဲ့ဆက်ဆက်ပြီးတော့ပြောထားတာယတ္တတဝပရိက္ခိနာအာဟာရေစအနိတိတောဒါဖြစ်ပေါ်လာတဲ့အခြေအနေတစ်ခုဒီနေရာမှာအရေးကြီးတဲ့အဘိဓမ္မာဆိုင်ရာတန်လေးတွေစကလုံးလေးတွေကိုသိဖို့အာတဝဆိုတာယတ္တအာတဝပရိက္ခိနာယတ္တတဝပရိက္ခိနာအာတဝတွေကုံသွားပြီတဲ့ဗမာပြည်မှာမြန်မာစာပေထဲမှာလည်းအာတဝတရားကုံခန်းတယ်အာတဝတရားတွေကုံသွားတာကိုခိနာတဝအာသောတရားတွေကုံသွားသူကိုယဟန္တာပုဂ္ဂိုလ်လို့ဒီလိုခေါ်တယ်အဲ့ဒီမှာအာတဝဆိုတာဘာတွေကိုခေါ်တာလဲလို့အာဆိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုရင်စင်စက်မပြတ်တဝဆိုတာဒုက္ခတွေကိုဖြစ်ပေါ်စေတဲ့တရားတန်တရားထဲမှာစင်စက်မပြတ်ဒုက္ခပေးနေတဲ့တရားလို့အဓိပ္ပာယ်ရတယ်နောက်တစ်ခုကတော့အာဆိုတာအတိုင်းအတာတစ်ခုထိအောင်နယ်ပယ်တစ်ခုတည်းအောင်တဝဖြစ်ပေါ်နေတဲ့တရားအတိုင်းအတာတစ်ခုနယ်ပယ်တစ်ခုထိအောင်ဖြစ်ပေါ်နေတဲ့တရားဒီအဓိပ္ပာယ်ပြောနော်နောက်တစ်ခုကတော့အာတဝဆိုတာနှစ်ပေါင်းများစွာကြာလို့စိတ်ရည်အရက်များလို့ထုံးနေတဲ့အရာလို့ဒီလိုဆိုလို့အဲ့တော့အဓိပ္ပာယ်မျိုးစုံဖွင့်တဲ့ဘာကိုဖြစ်ပေါ်စေရတဲ့အတိုင်းအတာတစ်ခုထိအောင်ဖြစ်ပေါ်နေတဲ့တရားဆိုလိုတာကတော့31ပုံအကုန်လုံးအနှံ့ဖြစ်နေတဲ့တရားလို့ဆိုလိုတယ်နော်လောကမှာယောဂဆိုတာဒေသအနှံ့ဖြစ်တာမဟုတ်လူအနှံ့လည်းဖြစ်တာမဟုတ်ဖြစ်တဲ့လူဖြစ်တယ်မဖြစ်တဲ့လူမဖြစ်ဖြစ်တဲ့ဒေသမှာဖြစ်တယ်မဖြစ်တယ်ဒီအာသဝဆိုတဲ့တရားကတော့ယန္နာမဖြစ်သေးတဲ့ပုထုဇဉ်တွေအားလုံးအနှံ့ဖြစ်တယ်လူတိုင်းမှာဖြစ်နေတယ်ဘုံတိုင်းမှာလည်းဖြစ်တယ်ဘယ်ရဒေသမှာဖြစ်ဖြစ်အောက်အဝီစီးကနေပြီးအထက်ဘဝက်လို့ခေါ်တယ်ဗြဟ္မပြည်ထီအောင်ဘယ်သူမှမလွတ်ခင်မှုဒီအာသဝဆိုတာယင်ထဲမှာရှိနေတယ်လို့ဒီလိုဖြစ်ပေါ်နေတဲ့တရားနောက်ဆုံးတရားဓမ္မကျင့်ကြံလို့အသိဉာဏ်နေဝိပဿနာတရားတွေကျင့်ကြံကြိုးကိုအားထုတ်နေတဲ့အချိန်မှလည်းသူကဖြစ်နေဘယ်ကြမှာသူကသူ့ရဲ့အာယုန်နယ်ပယ်ကရပ်သွားတယ်လဲဆိုလို့ရှိရင်ကုတ္တပုဆိုတဲ့နေရာတရားစိုက်ထိပြီသောတပန်ရဲ့ရှေ့မှာဖြစ်တဲ့ကုတ္တပုဆိုတဲ့တရားအဲ့ဒီနာထီအောင်သူဟာလိုက်လာတယ်လို့ဆိုလို့တယ်ဟိုဘက်ကျရင်တော့ရပ်သွားပြီအဲ့ဒါကြောင့်မို့စာပေကျမ်းကဘယ်လိုရေးတော့ဆိုဘုံအားဖြင့်ဘဝက်တိုင်အောင်ဓမ္မအားဖြင့်ကုတ္တပုတိုင်အောင်ဖြစ်ပေါ်ယူစည်းတတ်တဲ့တရားလို့ဒီလိုသုံးတယ်ပေါ့နော်
အဲ့ဒါကိုပြောတာအဲ့တော့ဆိုရမှာတော့ဘုံတိုင်းမှာလူတိုင်းမှာဖြစ်ပေါ်လေရှိတဲ့တရားတွေတဲ့အဘိဓမ္မာမှာဘာကိုအာတဝလို့ခေါ်တော့ဆိုလို့ရှိရင်စဉ်းစားကြည့်ဟုတ်မဟုတ်ကြည့်ကိုယ့်ရင်ထဲမှာလည်းရှိတယ်သူ့ရင်ထဲမှာလည်းရှိတယ်နံပါတ်1ကကာမတဝကာမအာတဝကာမဆိုတာလူချင်းစရာတွေ့ရင်လူချင်းတဲ့တဏှာလားလူချင်းစရာတွေတွေ့လို့ရှိရင်မအောင်နိုင်ဘူးလူချင်းတယ်သူလည်းလူချင်းတာပဲကိုယ်လည်းလူချင်းလူချင်းစရာအာယုန်နဲ့တွေ့လို့လူချင်းတဲ့တဏှာကိုကာမလို့ခေါ်တယ်အဲ့တော့ကာမဆိုတဲ့စကားလုံးလေးကလူချင်းစရာအာယုန်ကိုလည်းကာမခေါ်တယ်လူချင်းတဲ့တဏှာကိုလည်းကာမခေါ်တယ်နှစ်ခုစလုံးကိုကာမလို့ပဲသုံးတယ်လူချင်းစရာရဲ့လူချင်းစရာလူချင်းတာရဲ့လူချင်းစရာကိုလူချင်းတာလူချင်းစရာကမျက်စိနာနာလျာကာယဖြင့်မြင်ရကြားရနမ်းရှုရလည်းရထိတွေ့ရတဲ့ကာမဂုဏ်အာယုံလို့ဆိုတဲ့အရာနာမည်တက်ပြီးတော့မပြောဘူးနော်နာမည်တက်ပြောရင်မဆုံးနိုင်ဘူးလေမျက်စိနဲ့မြင်ရတာဘာရုံးလို့ပြောမယ်ဆိုရင်တနေ့ကုန်ထိုင်ပြောတော့မကုန်ဘူးဟုတ်လားမျက်စိနဲ့မြင်ရတာတွေပြောမလားဆိုမကုန်တော့အဲ့လိုမပြောတော့မြင်စရာအာယုံကြားစရာအာယုံနမ်းရှုစရာအာယုံလည်းရက်စရာအာယုံခန္ဓာနဲ့ထိတွေ့စရာအာယုံအဲ့ဒီအာယုံတွေကိုကာမလို့ခေါ်တယ်အဲ့ဒီအာယုံတွေကိုလိုချင်တဲ့တဏှာကိုလည်းကာမလို့ခေါ်တယ် desire for sensual pleasure တို့ပြောတာ sensual pleasure အာယုန်နေနဲ့ပတ်သက်ပြီးနှစ်သက်ခြင်းနဲ့အဲ့တော့လူတွေလူချင်းနေတဲ့အရာကိုလူချင်းမှုဆိုတာကိုအဲ့ဒီလူချင်းမှုဆိုတဲ့ကာမတဏှာဟာကာမနဲ့ပဲအားလုံးမှာစီဝင်နေတယ်တိရစ္ဆာန်တွေမှာလည်းရှိတယ်လူတွေမှာလည်းရှိတယ်နတ်တွေမှာလည်းရှိတယ်ပြမာတွေမှာကျတော့ခိတ္တရပ်တန့်သွားတယ်ကာမတဏှာသို့တော့တဏှာတော့ရှိတယ်ကာမဆိုတဲ့လူချင်းစရာအာယုံဆိုတာကိုတော့သူတို့ခိတ္တခဏရှောင်ထားတယ်လူချင်းမှုကတော့ရှိနေတော့မယ်အဲ့တော့ကာမတဝဆိုတဲ့တဏှာဟာတရားရဲ့ရင်ထဲမှာအလုံးမှာရှိနေတာဖြစ်တော့ကြောင့်သူ့ကိုအာတဝလို့ခေါ်တယ်နော်မျက်စိကလည်းမြင်ပြီးတော့မျက်စိကလည်းသူကစီဝင်လာတတ်တယ်နားကနားထောင်ပြီးတော့လည်းစီးဝင်လာတယ်နှာခေါင်းကနမ်းရှုပြီးတော့လည်းစီးဝင်လာလျှာကလျက်ပြီးတော့လည်းစီးဝင်လာစီးဝင်လို့ဗမာပြည်မှာစားတော့ဆိုင်တွေတိုးတာနော်စားတော့ဆိုင်တွေတိုးလိုက်တာမပြောနဲ့တော့အစားအသောက်တွေကလည်းပြည့်မြို့ကိုစုံနေတာအဲ့ဒါလို့အထီးတွေ့နဲ့ပတ်သက်တဲ့ဟာတွေလေဒီလိုပဲကာယလည်းစီးဝင်စိတ်ထဲကစိတ်ကူးကြံစည်မှုတွေကလည်းစီးဝင်နေအဲ့တော့ပစ္စည်းကိုတိုက်ရိုက်ဖော်မပြတော့ပဲနဲ့သဘာဝတရားအနေနဲ့ဖော်ပြလိုက်တဲ့အခါမှာလူချင်းစရာကိုလူချင်းနေတဲ့တဏှာတွေဟာရင်ထဲနှလုံးထဲမှာအမြဲတမ်းစီးဝင်ပြီးတော့လူတွေရဲ့တဏှာမှာရှိနေတယ်ဟုတ်မဟုတ်ကိုယ့်အကိုစဉ်းစားကြည့်ပေါ့တရားအဲ့ဒါအာတဝလို့ခေါ်တယ်ကာမတဝလို့ခေါ်တယ်အဲ့ဒီကာမတဝကုံသွားပြီလူချင်းစရာအာယုံတွေ့တော့လဲမလူချင်တော့ဘူးဒီလိုဖြစ်ပါလူချင်းစရာအာယုံကတော့တွေ့နေမှာပဲလေမြင်မှာပဲကြားမှာပဲအနံ့ရမှာပဲလျက်လို့ရမှာပဲထိတွေ့လို့ရသို့တော့အဲ့ဒီပုံမှာတန်တန်တတာတွေ့တွေ့မဲ့မဲ့မရှိတော့မဲ့မဲ့မောမောမရှိတော့ဘူးသူတို့ဆိုလို့တယ်ပေါ့မဲ့မောမှုတဏှာမရှိတော့အဲ့တော့ကာမတောအားဆိုတဲ့လူချင်းစရာနဲ့တွေ့လို့လူချင်းနဲ့တဏှာဟာလူတိုင်းမှာစီးဝင်နေတာဖြစ်တော့ကြောင့်အာတဝလို့ခေါ်တယ်အေးအဲ့ဒီကနေလွတ်သွားတဲ့တချို့ပုဂ္ဂိုလ်တွေကတပ္ပတကျင့်စဉ်ကိုကျင့်လိုက်တဲ့အခါမှာဇာရသွားတယ်ဇာရသွားရင်လူချင်းစရာအာယုန်တွေကိုသူကစွန့်လွတ်နိုင်တယ်ဇန်ဆိုတာကောင်းကောင်းအာယုန်တွေကိုကြော်လွန်မှရတာဖြစ်တယ်ပေါ့ဆိုလိုတာကဟိုဘက်ကန်းဒီဘက်ကန်းကိုခွာမှဟိုဘက်ကန်းရောက်တယ်ကောင်းကောင်းအာယုန်ဆိုရဲဒီဘက်ကန်းကိုစွန့်လွတ်လိုက်မှဟိုဘက်ကန်းကိုရောက်တယ်
ဟိုဘက်ကန်းရောဒီဘက်ကန်းရောခွာထိုင်လို့မရဘူးလေဟိုဘက်ကန်းရောက်ချင်ဒီဘက်ကန်းကိုဆွန့်ရတယ်အဲ့လိုဆွန့်လိုက်မှဟိုဘက်ကန်းရောက်သွားတယ်အဲ့ဒီလိုရောက်သွားတော့လည်းပဲလူချင်းမှုကကင်းသွားလားလို့ဆိုမကင်းဘူးအဲ့ဒါကြတော့ဘဝတဝလို့ခေါ်ပြန်တယ်ဘဝဆိုတာရူပဘုံအရူပဘုံဆိုတဲ့ဗြဟ္မဘုံတွေကဘာချီပြီးတော့အသက်ရှိတဲ့ရူပဘုံအရူပဘုံဆိုတဲ့ဗြဟ္မဘုံတွေပေါ်မှာသွားပြီးတော့တွေ့တာမှုတွေပေါ်လာပြန်တယ်စဉ်းစားကြည့်လေကဲခွေးတစ်ကောင်ရဲ့ကာမဂုဏ်အာယုန်နဲ့လူတစ်ယောက်ရဲ့ကာမဂုဏ်အာယုန်တူလားမတူလားမတူတော့အဲ့တော့လူတစ်ယောက်ဒီခွေးရဲ့ကာမဂုဏ်အာယုန်ကိုလိုချင်သလားဆိုမလိုချင်လူကာမဂုဏ်အာယုန်ကလိုချင်တယ်ထို့တူပဲနတ်ကလည်းအဆင့်မြင့်သွားတဲ့အခါကျတော့တိရစ္ဆာန်တစ်ကောင်ရဲ့ကာမဂုဏ်အာယုန်နဲ့လူတွေခံစားတဲ့ကာမဂုဏ်အာယုန်နတ်တွေကမလိုချင်ဘူးနတ်တွေကမလို့ချင်းလူနတ်နံလို့တိယုစနာလောက်ကနှာခေါင်းပိတ်တယ်ဒါတော့ဟုတ်နိုင်တယ်တိရစ္ဆာန်ယုံသွားလဲလို့ရှိရင်အဲတိရစ္ဆာန်နေနတ်သွားအနတ်နန်းတယ်လေအဲတိရစ္ဆာန်နေမေးကြည့်သူတို့ချင်းချင်းကြမှုေးနေကိုကြတော့သာနန္တာသူတို့ချင်းချင်းကြမှုေးလို့အောင်မလေးတကောင်တကောင်နန်းရှူနေချသေးတယ်မှုေးတယ်လေသူတို့ကြတော့အဲ့တော့လူကတော့အဲ့ဒီအနတ်မခံနိုင်ဘူးထို့တူပဲနတ်တွေကလည်းလူအနတ်မခံနိုင်ဘူးတဲ့လူပြေလာတာတောင်ညတကောင်လူတွေငြိမ်းနေမှလာတာလူတွေအိတ်နေရင်အတော်အသင့်အနတ်အသက်တွေကတည်ငြိမ်သွားတယ်လှုပ်ရှားသွားလာနေလို့ရှိရင်အနတ်သက်ကခုတော့လူတွေကလည်းသိမ့်မအိတ်ကြတဲ့အခါနတ်တွေကလည်းသိမ့်မလာတော့ဘာလဲညလည်းအလုံးလုံးတာဆိုကားတွေနဲ့သွားလာနေကြတာဆိုညကလည်းဆင်းလာဖို့ပေါ်တော့အနတ်သက်တွေကြောက်တယ်သူတို့ကအဲ့တော့ကာမဂုဏ်အာယုန်ဆိုတဲ့သဘောဟာတစ်ဆင့်ချင်းတစ်ဆင့်ချင်းကွဲပြားခြားနားသွားတယ်အဆင့်ချင်းမတူလို့ကွဲပြားခြားနားသွားတယ်ခွေးတစ်ကောင်မိန်မိန်ရှက်ရှက်စားတဲ့အစာအာဟာရကိုလူတစ်ယောက်ကစားနိုင်မလားစားနိုင်ဘူးလူတွေထဲမှာလည်းပဲဆင်းရဲသားတစ်ယောက်ကမိန်မိန်ရှက်ရှက်စားတဲ့အစာအာဟာရကိုချမ်းသာတဲ့လူတစ်ယောက်ကမစားနိုင်ဘူးထို့တူပဲလူတွေစားတဲ့မိန်မိန်ရှက်ရှက်စားနေတဲ့နော်ဘာရညာတွေပေါ့ခုခေတ်နာမည်တက်တဲ့ဟောပေါ်တို့ဘာတို့ညာတို့အကုန်လုံးနတ်တွေကစားနိုင်မလားဆိုမစားနိုင်ဘူးအဲ့ဒါတွေစားနိုင်ဘူးသူတို့စားနိုင်တဲ့ဟာကြအဆင့်မြင့်အဲ့လိုအစာအာဟာရချင်းကလည်းအဆင့်ချင်းကွာသွားတယ်အဲ့တော့ကာမလို့ဆိုတဲ့ sense of pleasure ဒီအာယုန်ဒီပေါ်မှာကျင့်တတ်တဲ့တဏှာပြတ်သွားတော့လည်းပဲထိုးတဲ့အဆင့်မြင့်သွားတဲ့ရူပဘုံအရူပဘုံသို့မဟုတ်ထိုးပန်းဘုံတွေကိုမှဖြစ်စေနိုင်တဲ့ဇန်တရားတွေပေါ်မှာသွားပြီးတော့တွေ့တာမှုကဝင်ရောက်သွားပြန်တယ်အဲ့ဒါကိုဘဝတဝါလို့ခေါ်ပြန်တယ်လောဘပဲဒါလဲအဲ့တော့တွေ့တာမှုကဘုံအနှံ့လိုက်နေတယ်ဆိုအထိပ်ပဲဖြစ်သွားတယ်အာတဝါလို့ခေါ်တယ်ထို့တူပဲဒီဘဝတဝါမှာပဲတစ်ခါတခါဒိဋ္ဌတဝါနဲ့တွဲဖက်ပြီးတော့ပြောတယ်လောကကြီးအမြဲတယ်လို့ယူဆလိုက်တဲ့အယူဆပေါ်မှာလဲဒီအမြင်တစ်ခုဖြစ်ပေါ်လာတယ်အဲ့ဒီအမြင်တစ်ခုဖြစ်ပေါ်လာတဲ့အမြင်မှားကိုလည်းပဲအာတဝါလို့ခေါ်တယ်အမြင်မှားဟာလည်းပဲသူ့အမြင်ကိုယ့်အမြင်ဆိုတဲ့အမြင်တွေဟာလည်းပဲလူတိုင်းမှာရှိတာမျိုးဖြစ်သောကြောင့်ဒိဋ္ဌတဝါလို့ခေါ်တယ်နောက်ဆုံးကတော့အမှန်မသိအောင်ကာစီးပေးနေတဲ့အဝိဇ္ဇာဘယ်မှာမဆိုရှိတာဗြဟ္မာကြီးဖြစ်ပါစေအမှန်သိတာမဟုတ်ဘူးတန်တရားမှာဗြဟ္မာဘုံဟာမမြဲဘူးဆိုတာကိုမသိသည့်အတွက်ကြောင့်လောကကြီးကိုငါဖန်ဆင်းတာငါဟာနေသထာဝရလူတွေဟာနေသထာဝရမဟုတ်ဘူးလို့လူသားတွေကထင်နေကြတဲ့ God ဆိုတဲ့ creator ကြီးဟာဗြဟ္မာအဲ့ဒီ creator ဗြဟ္မာကြီးကသူကသူဒါဟာလမ်းဆုံးပဲထာဝရမြဲတယ်လို့ထင်နေတော့လည်းပဲဘယ်လောက်အတိုင်းတာထိအောင်သူအသက်ရှင်မယ်နောက်ဘယ်လောက်ကြာရင်သူသေမယ်ဆိုတာကိုမြတ်စွာဘုရားထောက်ပြနိုင်အဲ့တော့သူလည်းမမြဲဘူးဆိုတာဖြစ်လာတယ်ပေါ့အဲ့ဒီလိုမြင်နိုင်စွမ်းမရှိတာအဝိဇ္ဇာတဝါလို့ခေါ်တယ်အမှန်တရားတွေကိုကာစီးပေးနေတဲ့အဝိဇ္ဇာဟာလည်းပဲအာတဝတရားပဲပေါင်းလိုက်တဲ့အခါကျတော့အဘိဓမ္မာဝါဟာရနဲ့ပြောမယ်ဆိုရင်
ကာမတဝဆိုတဲ့လောဘဘဝတဝဆိုတဲ့လောဘဒိဋ္ဌတဝဆိုတဲ့မာယနဲ့အမြင်အဝိဇ္ဇာတဝဆိုတဲ့မောဟပေါင်းလိုက်တော့အမြင်အဖြစ်၄မျိုးတရားကိုအဖြစ်၃မျိုးပဲရှိတယ်လောဘရဲ့ဒိဋ္ဌိရဲ့အဝိဇ္ဇာရဲ့မောဟရဲ့လို့ဆိုလိုတယ်ပေါ့အဲ့ဒီအာတဝတရားတွေကုံသွားပြီတဲ့ယတအကျင့်ပုဂ္ဂိုလ်မှာအာတဝဆိုတဲ့မပြတ်ဖြစ်နေတတ်တဲ့တရားတွေဟာပြိခိနာကုံသွားပြီလောဘကုံသွားပြီဒေါသကိုတော့ထည့်မပြောတော့ဘူးလောဘမရှိရင်ဒေါသလည်းကုံတာအဝိဇ္ဇာကုံသွားပြီဒိဋ္ဌိကုံသွားပြီဆိုတဲ့အာတဝတရားတွေကုံသွားပြီလို့သူတို့ပြောတာအဲ့ဒီအာတဝတရားတွေကုံသွားပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအာတဝတရားကိုအကြောင်းပြုပြီးဖြစ်ပေါ်လာမဲ့အခြေအနေဆိုးတွေသူ့မှာမရှိတော့ဘူးသူတို့ဆိုလို့တယ်ပေါ့နော်အဲ့တော့ယန္တာဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လိုက်လို့ရှိရင်နောက်ဆုံးအဆင့်ဟာအာတဝတွေကုံဆုံးသွားခြင်းပဲဖြစ်တယ်ပေါ့ကုန်ခန်းတော့အောင်လုပ်လိုက်တယ်အဲ့ဒီမှာအာတဝဆိုတဲ့စကားလုံးကအဘိဓမ္မာမှာဒီလို၄မျိုးတည်းသို့မဟုတ်တရားကိုအဖြစ်လောဘဒိဋ္ဌိမောဟလို့ဒီ၃မျိုးတည်းကိုအာတဝလို့ခေါ်ထားတာဖြစ်တော်လဲပဲအာတဝဆိုတဲ့စကားလုံးရဲ့အောက်မှာကံတရားတွေကိုလည်းအာတဝလို့ခေါ်တယ်ကိလေသာတွေကိုလည်းအာတဝလို့ခေါ်တယ်လောကမှာကြုံတွေ့ရတဲ့ဘေးရန်အန္တရာယ်ဟူသမျှတွေကိုလည်းအာတဝလို့ခေါ်တယ်ဒီလိုခေါ်သေးတယ်နော်အဲ့တော့အာတဝဆိုတဲ့စကားလုံးကအလွန်ကျယ်ပြန့်နေပေါ့အလွန်ကျယ်ပြန့်တဲ့စကားလုံးတွေဖြစ်သည့်အတွက်ကြောင့်အဲ့ဒီအာတဝတွေအလုံးကုံဆုံးသွားပြီလို့ဒီလိုအဓိပ္ပာယ်ဆိုလိုတယ်အဲ့တော့သဘောပေါက်အောင်နောက်တစ်ခုပြောကြည့်အောင်အာတဝကို6မျိုးခွဲပြောတာရှိတယ်9မျိုးခွဲပြောတာရှိတယ်အာတဝဟာတရားအတိဓမ္မအတိဓမ္မအမြင်နဲ့ဖယ်ရှားရမယ်အာတဝကတစ်မျိုးရှိတယ်စောင့်စည်းပြီးဖယ်ရှားရမယ်အာတဝကတစ်မျိုးရှိတယ်မိဝဲသုံးဆောင်ပြီးဖယ်ရှားရမယ်အာတဝကတစ်မျိုးရှိတယ်တိခံပြီးတော့ဖယ်ရှားရမယ်အာတဝကတစ်မျိုးရှိတယ်ရှောင်ကျင်ပြီးတော့ဖယ်ရှားရတဲ့အာတဝကတစ်မျိုးရှိတယ်ပယ်ဖြောက်ပြီးဖယ်ရှားရမယ်အာတဝကတစ်မျိုးဖြစ်တယ်တစ်မျိုးရှိတယ်ကိုယ့်ရဲ့စိတ်ထက်အင်အားတွေတိုးပွားအောင်လုပ်ပြီးမှအသိဉာဏ်တွေတိုးပွားအောင်ကြိုးစားပြီးမှဖယ်ရှားရတဲ့အာတဝကတစ်မျိုးရှိတယ်ဆိုအလုံးအာတဝ9မျိုးဆိုပြီးသဗ္ဗတဝသုတ်တံမှာတရဟောတာရှိနော်အကြမ်းမြင်လေးသဘောပေါက်အောင်ပြောရမယ်သဘောပေါက်အောင်ဆိုတာကိုယ်ကိုယ်တိုင်ကြုံတွေ့နေကြတဲ့ဟာတွေနာမည်သာမတတ်တတ်တာဟုတ်နံပါတ်1ကဓတ္တနာပဟာတ္တပအာတဝအသိဉာဏ်နဲ့သိပြီးဖယ်ရှားမယ်အာတဝတွေဆိုတာအခုပြောခဲ့တဲ့ကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇာတဝဉာဏ်နဲ့မှဖယ်ရှားလို့ရတယ်အသိဉာဏ်မပိုင်ဖယ်ရှားလို့မရဘူးဒါကြောင့်အသိဉာဏ်နဲ့ဖယ်ရှားရမယ်ကာမတဝဆိုရင်ဘာနဲ့ဖယ်ရှားအနာဂါမိမက်လို့ခေါ်တယ်နာဂါမိမက်နဲ့ရှင်းတဲ့ဉာဏ်နဲ့ဖယ်ရှားပြရကာမတဝဘဝတဝကိုအရတ္တမေဉာဏ်နဲ့ဖယ်ရှားဒိဋ္ဌတဝကိုသောတပတ္တိမေဉာဏ်နဲ့ဖယ်ရှားအဝိဇ္ဇာတဝကိုမလေးပါးဖြင့်ဆင့်ဆင့်ဖယ်ရှားသွားတာဒီလိုဆိုလို့တယ်နော်ဓတ္တနာပဟာတ္တပအသိဉာဏ်နဲ့မှဓတ္တနာဆိုတဲ့အမြင်ဉာဏ်နဲ့မှဖယ်ရှားပြလို့ရတယ်ဒီတရားတွေနောက်တစ်ခုကစောင့်စည်းဖယ်ရှားစောင့်စည်းပြီးတော့မှဖယ်ရှားရမယ်ဟာဘာလို့ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေမှာအပြင်နဲ့ဆက်သွယ်တဲ့အရာ6မျိုးရှိတယ် sense organ လို့ခေါ်တယ်လူတွေမှာရှိတယ်နော်ဘာလို့ဆိုမျက်စိနားနာလျှာကာယမနဆိုတဲ့အင်္ဂါ6ခုရှိတယ်အင်္ဂါရက်6ခု organ 6မျိုးရှိတယ်အဲ့တော့စာရဲအနေနဲ့သာပြောတာကိုယ့်အကိုစဉ်းစားကြည့်လို့ရဒီတိုင်းပြောမျက်စိမြင်တော့မျက်စိရှိတော့အဆင်းရောက်
ဖြစ်မဲ့ကမြင်စရာအာယုန်တွေကိုမြင်ရတယ်မြင်စရာအာယုန်မြင်လို့ရှိရင်ဘာဖြစ်လဲစဉ်းစားကြည့်လှတာပါတာမြင်ရင်လောဘဖြစ်တယ်မုန်းစရာမြင်လို့ရှိရင်ဒေါသဖြစ်တယ်အဲ့ဒီမှာအမြင်အာယုန်ကိုထိရင်ထိမထိဘူးဆိုရင်လောဘလာမယ်ဒေါသလာမယ်အဲ့ဒါကိုတတိနဲ့စောင့်စည်းပြီးတော့လောဘမဖြစ်အောင်စောင့်စည်းရမယ်ဒေါသမဖြစ်အောင်စောင့်စည်းရမယ်ဒါကိုစောင့်စည်းဖယ်ရှားလို့ခေါ်တယ်ကြည့်အမြင်အာယုန်ကိုမထိန်နိုင်ဘူးဆိုပါစို့ဒီလူတယောက်ကဒီဖန်ထဲကနေပြီးတော့ငွေတို့ကြီးထုတ်သွားတဲ့အခါကျတော့ငွေတက်မဲ့တဲ့ပုဂ္ဂိုလ်ကငွေကိုမြင်လိုက်တယ်ထုတ်ကြီးတည်သွားတာမြင်လိုက်တယ်မြင်စရာအာယုံပေါ်မှာသူကလိုချင်တက်မဲ့မှုတွေလိုက်လာပြီးတော့အဲ့ဒီလိုချင်မှုကနေအကြောင်းပြုပြီးတော့ငွေထုတ်တည်သွားတဲ့နောက်ကနေလိုက်ပြီးအခွင့်သာတဲ့အချိန်မှာဆွဲယူပြီးရာဇဝမှုကျူးလွန်သွားအမြင်အာယုံကဆွဲဆောင်သွားတာဒီလိုသဘောမျိုးကိုဆိုလိုတယ်နော်မြင်တဲ့နောက်မှာလောဘဖြစ်တာရှိတယ်ဒေါသဖြစ်တာရှိတယ်အတန်ကြားပြီးလောဘဖြစ်တာရှိတယ်ဒေါသဖြစ်တာရှိတယ်အနံ့ရပြီးလောဘဖြစ်တာဒေါသဖြစ်တာဟောအရာထဲမှာငရုတ်သီးညော်လို့ရင်ဘယ်အိမ်ကလှုပ်တာတော့ဆိုပြီးတော့ဆဲတဲ့လူကဆဲဟောကိုကြိုက်တဲ့အနံ့လေးဆိုဘယ်ပင်ကတော့ဒီအနံ့မွေးလာချင်လားမကြိုက်တာဆိုရင်ဆိုဆဲကြမှာအရသာဆိုလည်းမကောင်းတဲ့အရသာဆိုရင်ထွီထွန်လောက်သွားတယ်ကောင်းတဲ့အရသာဆိုဘယ်ဟာတော့နောက်ထပ်ရခြင်းနဲ့ကိုယ်ကာယအထီးတွေ့မှလည်းထို့တူပဲစိတ်ကူးကြံစီတဲ့အာယုန်နဲ့ပတ်သက်လာလို့ရှိရင်ထို့တူပဲကောင်းတာဆိုရင်လောဘဖြစ်တယ်မကောင်းတာဆိုရင်ဒေါသဖြစ်တယ်အဲ့ဒီလိုအာယုန်တွေနဲ့ကြုံတွေ့ပြီးတဲ့နောက်မှာလောဘဒေါသမဖြစ်အောင်တတိနဲ့ထိမ့်သိမ့်ဆောက်ရှောက်တာတဲ့လောဘဖြစ်ရင်လည်းပြဿနာတက်မယ်ဒေါသဖြစ်ရင်လည်းပြဿနာတက်မယ်ဖြစ်လာတဲ့ကဒါပြဿနာပဲလေကိုယ်ရင်ထဲမှာလောဘဖြစ်သွားပြီဆိုရင်အကုသိုလ်ဖြစ်တာဒေါသဖြစ်တယ်ဆိုတော့လည်းအကုသိုလ်ဖြစ်တာအဲ့ဒီအကုသိုလ်ရဲ့အကျိုးဆက်တွေကဘာလားလောဘကိုအကြောင်းပြုပြီးတော့မလုပ်သင့်တာလုပ်တယ်ဒေါသကိုအကြောင်းပြုပြီးမလုပ်သင့်တာလုပ်တယ်မပြောသင့်တာတွေပြောတယ်ဆိုတာမျိုးတွေဖြစ်လာအဲ့ဒီ problem တွေဖြစ်ပေါ်လာတဲ့ problem တွေကိုအာသဝလို့ခေါ်တယ်ဒီနေရာမှာနော်အဲ့ဒီအာသဝတွေကိုဘာနဲ့ထိန်းမြတ်စွာဘုရားတရားတော့လက်တွေ့ကျင့်တာနော်လက်တွေ့ကျင့်သုံးရတာအပြောတယ်မဟုတ်ဘူးမြင်လာတဲ့အာယုံပေါ်မှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်တတိနဲ့ထိန်းအဲ့ဒါထိန်းနေဆိုတာစောင့်စည်းတာဖြစ်လာလို့ရှိရင်ချုပ်တီးလိုက်တယ် restraint လို့ခေါ်တယ် restraint စောင့်စည်းအဲ့လိုစောင့်စည်းလိုက်လို့ရှိရင် problem တွေနောက်ကမလာတော့ဘူးဒါကိုပြောတာစောင့်စည်းထိမ့်သိမ့်ခြင်းဖြင့်ဖယ်ရှားတဲ့အာသဝအဲ့ဒီအာသဝမျိုးကိုလည်းပဲကိုယ်တဏ္ဍာဖယ်ရှားပြရမယ်လို့ဆိုလိုတယ်နောက်တစ်ခုကမှီဝဲပြီးတော့ဒီဖယ်ရှားမယ်အာသဝဆိုတာလူတွေဟာအသက်ရှင်ဖို့အတွက်ဘာလို့စားစရာစားရမယ်ဝတ်စရာဝတ်ရမယ်နေစရာစားဖို့မနေရမယ်မကျန်းမာရင်ဆေးဝါးစားစရာနဲ့ပတ်သက်လာလို့ရှိရင်မတည့်မှန်းသိရှောင်ရမှာပဲနော်မတည့်မှန်းသိရှောင်ရတယ်မရှောင်ဘူးစီးကြိုယောဂါတွေရှိတယ်မှန်သိရတဲ့နဲ့အချိုကကြိုက်တော့စားတယ်ပြီးမှဆေးတောက်မယ်ပေါ့သွေးတို့ရှိမှသိရတဲ့နဲ့ဒူးရင်ဒီတစ်လုံးလုံးကုန်စားအဲ့ဒါလို့ပေါ့ဟိုကြိုက်တာကိုစားတာကြိုက်ပေမဲ့မစားသင့်ဘူးကြောက်ကယောဂရှိပြီးတော့ဒိဉ္ဉ်သီးတပန်းလုံးကုန်အောင်စားဒုက္ခရောက်သွားအဲ့ဒါလို့အစားအသောက်ကြောင့်ဒုက္ခရောက်သွားတာတွေဟာမိဝဲပြီးတော့အသိဉာဏ်နဲ့မိဝဲဖယ်ရှားပြီးတော့ဖယ်ရှားပြမစားရင်လည်း gastric ဖြစ်မယ်စားရမယ်ပိုးစားရင်လည်းဗိုက်တင်းမယ်ဝိတ်တွေတက်မယ်အဲ့တော့မြတ်မြတ်တတကျမ်းမအောင်ဆိုတဲ့အနေအထားမျိုးနဲ့စားဖို့လိုတယ်ပေါ့။ဘာကြောင့်စားတာတော့အစာပြေဖို့ရဲ့ခန္ဓာကိုယ်အားဖြစ်ဖို့ရဲ့ဒီနှစ်ခုနဲ့ရည်ရွယ်ချက်ပြီးတော့စားအားဖြစ်ဖို့ရဲ့ခန္ဓာကိုယ်တည်ထပ်ပြီးအသက်ရှည်ဖို့ရဲ့ဆိုရည်ရွယ်ချက်တဲ့မပိုးစေရဘူးလို့ဆိုလိုတယ်
ကြိုက်လို့စားတယ်မဖြစ်เสียဘူးကြိုက်လို့စားရင်ဟင်းညုံမုံမတည့်ပါဘူးဆိုသွားစားသွေးတက်အာကောင်းလေး6ပဲအနည်းဆုံးသွေးတို့ရောရှိသွေးထွက်အကြံခင်ဆေးရုံရောက်ဆွဲစားတဲ့အခါကျတော့ဘာယောဂညာယောဂတွေလာကောင်းအဲ့ဒီလိုဘာယောဂညာယောဂဆိုတာတွေနောက်ထပ်မဖြစ်ဖို့အတွက်တင့်တင့်မြတ်တရုံမိဝဲသုံးဆောင်ပြီးတော့ဖယ်ရှားရတယ်လို့ဆိုလိုတယ်ဒါတခြားနည်းနဲ့ဖယ်လို့မရဘူးလေအဲ့ဒါကိုပฏิသေဝနာပါဟတ္တပအာတဝါလို့ခေါ်တယ်ဒါဟုတ်လားမဟုတ်လားကိုယ့်အောင်စဉ်းစားကြည့်ခြားနည်းနဲ့လုပ်လို့မရဘူးဒီနည်းနဲ့ပဲလုပ်မတည့်တာရှောင်ရှားတဲ့တာကိုသာစားအဲ့ဒါလို့ကိုယ့်ကိုထိန်းချုပ်လို့ရှိရင်ယောဂဝေဒနာတွေဟာသက်သာတယ်ဒါကအာတဝါတစ်မျိုးနောက်တစ်ခါအဓိဝတနာသိခံပြီးရှောင်ရှားရတာရှိသေးတယ်လူတယောက်ကကိုယ်ဆဲသွားတယ်ပြန်ဆဲမယ်သူဆဲကိုဆဲသူရိုက်ကိုရိုက်ပြဿနာတွေတက်လူသားမှုဖြစ်သည့်ထီအောင်ကျူးလွန်သွားအေးမိုက်မဲတဲ့လူကိုသိခံလိုက်တယ်တုံ့ပြန်ပြောမနေတော့ဘူးရှောင်ထွက်သွားလိုက်တယ်အဲ့တော့ရှောင်ထွက်သွားလာတာကိုလူတွေကဒါအရှုံးပေးသွားတယ်လို့ထင်တာမှန်ကတော့အနိုင်ယူလိုက်တာနော်တစ်ဖက်ကလူတွေမြင်တာဘာလို့ဆိုရင်လူချင်းရှင်ပြိုင်တယ်လို့ထိုင်တာကိုအဲ့တော့ကိုယ်ဆဲတဲ့လူကိုမဆဲဘဲနဲ့တုံ့ပြန်မဆဲဘဲနဲ့ရှောင်ထွက်သွားတဲ့လူကိုငကြောက်လို့ခေါ်ကြတယ်ရှောင်ထွက်သွားတယ်ပေါ့တကယ်စဉ်းစားကြည့်လိုက်လို့ရှိရင်ဘယ်သူကအနိုင်ရတာလဲမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုကြည့်မယ်ဆိုရင်တုံ့ပြန်ဆဲတဲ့လူကိုတုံ့ပြန်ဆဲပြီးတုံ့ပြန်ရန်ဖြစ်တဲ့လူနဲ့ရှောင်ပေးသွားတဲ့လူဘယ်သူကနိုင်တာတော့လို့ဆိုလို့ရှိရင်အယက်မှာတော့နော်ဒီဆဲတဲ့လူကနိုင်လိုက်တယ်လို့ထင်တယ်ရှောင်ပေးတဲ့လူကရှုံးတယ်လို့ပဲထင်တယ်ဒါအယက်ကတွေ့တယ်မြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးရှောင်ပေးလိုက်တဲ့လူကနိုင်တာတဲ့ဘာကြောင့်နိုင်တဲ့ခေါ်တော့လို့ဆိုလို့ရှိရင်ကိုဒေါသကိုကိုနိုင်လိုက်တာတော့တုံ့ပြန်ပြီးဒေါသထွက်နေလို့အကျိုးမရှိဘူးသူနဲ့တုဖက်နေလို့ငါအကျိုးမရှိဘူးကိုဒေါသကိုကိုအနိုင်ယူပြီးရှောင်သွားလိုက်တယ်တန်တရားမှာလည်းကိုအနိုင်လိုက်တယ်ဟိုလူကတော့ဒေါသတကြီးနဲ့ကြံပြီးတော့ထိုဒေါသရဲ့အကျိုးတွေကိုသူခံရမှာစက်တိုက်ဖြစ်ရဘဝမှာရိုးဆိုးကြည်တမ်းမယ်တည်ရင်ငရဲကြမယ်ဒေါသရဲ့အပြစ်ကငရဲပဲငရဲလွတ်လာတဲ့ကြားတို့ရှင်သေးတို့ဆိုးတဲ့အကောင်တွေဖြစ်တယ်ခွေးဖြစ်ရင်လည်းကြိုက်တတ်တဲ့ခွေးဒေါသကြီးတဲ့လူကခွေးဖြစ်လည်းကြိုက်တတ်တဲ့ခွေးပဲဖြစ်တယ်နွားဖြစ်ရင်လည်းခွေးတတ်တဲ့နွားဖြစ်မှာငှက်ဖြစ်ရင်လည်းစိတ်တတ်တဲ့ငှက်ပဲဖြစ်မှာရင်ကြီးတဲ့အကောင်မဖြစ်ဘူးသူကဒေါသကဘယ်ဘဝရောက်ရောက်ကြီးခါကျင်ဖြစ်ရင်လည်းခါကော့ပြီးတော့ဟိုလူကြိုက်ဒီလူကြိုက်ဖို့ကြိုးစားတဲ့အကောင်ပဲဖြစ်မယ်နော်ဒေါသသမားရဲ့ပုံသဏ္ဍာန်တွေ့လိမ့်မယ်ခွေးဆိုလို့ရှိရင်ကြိုက်တတ်တဲ့ခွေးဆိုရင်ဘယ်သူမြင်မျက်စောင်းထိုးချီဟောင်းတယ်ကြိုက်တယ်သဘောကောင်းတဲ့ခွေးကြတော့အမီးရမ်းတယ်နိရောမတူဘူးနော်အဲ့လိုသိခံခြင်းဖြင့်ဖယ်ရှားပြရသိမခံလို့ရှိရင်ပြဿနာတွေနောက်ကလိုက်လာမယ်အဲ့ဒီလိုက်လာမဲ့ပြဿနာတွေအန္တရာယ်တွေကိုသိခံခြင်းဖြင့်ရှောင်လွှဲလိုက်တာတဲ့ဘေးရန်တစ်ခုရှောင်လွှဲလိုက်တာလို့သူဆိုတယ်ငရဲကြမယ်ဒုစရိုက်တွေကျွလွန်မိသွားမယ်အဲ့ဒါတွေကိုရှောင်လိုက်တာဒါကိုရှောင်ပြီးတော့ဖယ်ရှားတဲ့ဟာသိခံပြီးဖယ်ရှားတဲ့အရာလို့ဆိုလို့နောက်တစ်ခုကရှောင်ပြီးတော့ဖယ်ရှားရတဲ့အာသဝဆိုတာရှိသေးတယ်ဘာလဲရှောင်ပြီးတော့ဖယ်ရှားရတာဆိုရင်ခွေးဆိုးရှိတဲ့စီမသွားနဲ့နော်တချို့အိမ်တွေကဟုတ်လားမဟုတ်လားမသိဘူး beware of dog ခွေးတတိပြုဆိုတာရေးထားတတ်တယ်လေခွေးကြိုက်တတ်သည်လို့ရေးထားအဲ့ဒါအလှကမလာအောင်ရေးတာတချို့ကတော့ခွေးလည်းတစ်ကောင်မှမရှိဘူးအလှကလာမှဆိုလို့ရေးထားခွေးကြိုက်တတ်သည်ဆိုတော့အဲ့ဒီမှာကိုယ်ကလည်းပဲကြိုက်တတ်တဲ့ခွေးကိုရှောင်ရမယ်ခွေးတတ်တဲ့နွားကိုရှောင်ကြားရဲရကျမမယိုးတာတဲ့ဒီတောထဲမှာကြားရှိပါတယ်ဆိုပြီးအရဲစော်မသွားနဲ့ဆင်စိုးရှိပါတယ်ဆိုပြီးအရဲစော်မသွားနဲ့အရဲစော်ပြီးတော့မနေနဲ့ဟိုလွန်ခဲ့တဲ့2 နှစ်လောက်ကဒီပဲခူးနာ10 မိုင်ကုန်းမှာ
ညဆိုရင်တောစင်ကြီးဝင်တယ်လေဝင်တော့ညဆိုရင်မအေးရဲကြတော့အဲ့တော့ရိတ်တာတစ်ခုကသီလရှင်ဆရာတွေတို့လူတွေတို့ကရွာသွားမြို့ထဲသွားအိတ်ကြအဲ့မှာသီလရှင်ဖွားကြီးတယောက်ကမလိုက်ဘူးသူ့ဟာသူတဲလေးတဲ့နေရတယ်ညကြတော့ဆင်စိုးကလာတော့ဆင်တန်ကြားတဲ့အခါကျဆင်ကိုခြောက်ထားတဲ့သူကသွပ်ပြားလေးကိုဒုတ်ကလေးနဲ့ထောက်နဲ့ခောက်တော့ဆင်ကသူရှိတဲ့စီလာပြီးတော့နှာမောင်းနဲ့သွင်းပြီးသူ့ကိုဆွဲထုတ်ပြီးခြေထောက်နဲ့နင်းသက်သွားမနေ့ကျတော့အလောင်းမဲ့တွေ့အဲ့ဒါရှောင်ရမှာမရှောင်လို့ဒီဒုက္ခရောက်သွားတယ်ဆိုကြားရဲရကြမမယိုးတာဆင်စိုးရှိရလည်းပဲကံကြမ္မာပဲလို့မလုပ်ရဘူးတဲ့အဲ့ဒါမျိုးတွေနော်အန္တရာယ်ဆိုတာရှောင်ရတယ်ရှောင်ရမယ့်ဟာကိုရှောင်တာဒါကိုပရိဝိသနာပါဟတ္တပါရှောင်ရှားပြီးတော့အန္တရာယ်ကိုလွတ်အောင်ကင်းအောင်နေတယ်ဒါလည်းအတော်ပဲမရှောင်လို့ဖြစ်ပေါ်လာတဲ့ဘေးရဟန်အန္တရာယ်သူဆိုလို့တယ်နော်ဒါရသော်ဘုရားကသဗ္ဗတဝသုတ်တံမှာဒီလိုဟောထားတာဘဝဆိုတာရှောင်ရမယ့်ဟာကိုရှောင်နေဟောနောက်တစ်ခုကတော့ဘာလို့ဆိုရင်ဒီဖယ်ဖြောက်ပြီးတော့ဖယ်ရှားရမယ့်အသွားရှိတယ်တွန်းထုတ်ဖယ်ရှားရမယ့်ဟာရှိတွန်းထုတ်ဖယ်ရှားဆိုတာဘာကိုတွန်းထုတ်ဖယ်ရှားတာတော့လို့ဆိုလို့ရှိရင်အတွေးတွေဝင်လာလို့ရှိရင်မကောင်းတဲ့အတွေးဆိုတွန်းထုတ်ဖယ်ရှားအဲ့ဒီအတွေးကဒုက္ခပေးတတ်တယ်ဘာကြောင့်လို့ဆိုရင်လူဟာမကောင်းတာလုပ်တာတွေဟာအတွေးကအစလာတာကောင်းတာလုပ်တာလည်းအတွေးကအစပြီးတော့အကောင်ထဲပေါ်ကြတာဒါကြောင့်မကောင်းတဲ့အတွေးတွေးမိပြီမကောင်းတဲ့အတွေးဆိုတာအများကြီးရှိတော့လည်းပဲခြုံငုံပြောရင်လောဘနဲ့တွေးတဲ့အတွေးဒေါသနဲ့တွေးတဲ့အတွေးမောဟနဲ့ဒီနှိပ်စက်ညှဉ်းပန်းလို့မှုနဲ့တွေးတဲ့အတွေးလောဘနဲ့တွေးတဲ့အတွေးကိုကာမဝိတ္တလို့ခေါ်တယ်ဒေါသနဲ့တွေးတဲ့အတွေးကိုပြပါဒဝိတ္တညှင်းဆဲလို့မှုနဲ့တွေးတဲ့အတွေးကိုဝိဟိတဝိတ္တလို့ခေါ်တယ်နော်ကောင်းကောင်းအာယုန်တွေခံစားဖို့စိတ်ကူးတာလောဘနဲ့တွေးတာစိတ်ဆိုးဒေါသနဲ့စိတ်ဆိုးမိုးဆိုးနဲ့လူတယောက်ကိုဘာလုပ်မယ်ညာလုပ်မယ်လို့တွေးတာပြပါဒဝိတ္တတတ်မယ်ဖြတ်မယ်ညှင်းဆဲမယ်လို့တွေးတာဝိဟိတဝိတ္တလို့ဆိုအဲ့ဒါတွေတွေးလို့ရှိရင်ထပြီးအကောင်ထဲပေါ်ခြင်းပြဿနာတက်ခြင်းလို့ဆိုတယ်ဒီအတွေးဆိုးတွေကိုဖယ်ရှားပြရမှာကိုတွန်းထုတ်ဖယ်ရှားပြရမှာကိုတွန်းထုတ်ဖယ်ရှားမပြစ်ဖက်နဲ့ရှင်တဲ့နှလုံးထဲမှာမွေးထားမယ်ဆိုရင်ပြဿနာတွေဖြစ်မယ်တဲ့အဲ့ဒီဖြစ်လာမယ်ပြဿနာတွေမဖြစ်ရအောင်တွန်းထုတ်ဖယ်ရှားရမယ်လို့သူတို့ဆိုတယ်နော်တွန်းထုတ်ဖယ်ရှားခြင်းနောက်တစ်ခုကဘာတော့လို့ဆိုတော့ဘာဝနာဆိုတာဒီကိုရှင်ထဲမှာရှိတဲ့စွမ်းအားရှိတဲ့တရားတွေအသိဉာဏ်တို့တတိတို့ဝီရိယတို့စွမ်းအားပြည့်လောက်အောင်တိုးပွားလောက်အောင်လုပ်ရစာလို့ပြောရင်ဘုဇင်တရားတွေကိုယ့်ရင်ထဲမှာဖြစ်ပွားလောက်အောင်လုပ်ရအသိဉာဏ်ကိုဖြစ်ပွားစေတတ်တဲ့တရားဆိုတာတတိဆင်ញင်တရားနဲ့ပတ်သက်ပြီးသုံးသပ်တဲ့ဓမ္မဝိဇ္ဇာကျူပန်းအထုတ်တဲ့ဝီရိယနှစ်သက်ကျေနပ်တဲ့ပီတိကိုယ်ခန္ဓာကိုငြိမ်းအေးမှုလို့စိတ်ငြိမ်းအေးမှုဆိုရယ်ပတ္တတိတည်ငြိမ်မှုဆိုရယ်တမာတိနဲ့အားလုံးတည်ငြိမ်မှုလို့ဆိုရယ်တည်ဓာတ်မှုဆိုရယ်တမာတိနဲ့အားလုံးညီထူညီမြထတ်တူညီမြအစွန်းမထွက်အောင်ထိမ့်ညှိပေးတတ်တဲ့ဥပေက္ခလို့ဆိုတယ်ဒီဘုဇင်9ပါးကိုကိုယ်တဏ္ဍမှာဖြစ်အောင်လုပ်ရမယ်မဖြစ်လို့ရှိရင်ပြဿနာမျိုးစုံတက်လာမယ်ဖြစ်ပြီးအောင်ဖြစ်အောင်လုပ်လိုက်လို့ရှိရင်တော့ပြဿနာမတက်တော့ဘူးအဲ့တော့ဒါတွေကိုဖြစ်အောင်လုပ်ပြီးတော့တက်လာမဲ့ပြဿနာကိုဖယ်ရှားတာကိုဘာဝနာပါဟတ္တပါလို့ခေါ်တယ်ပွားများဖယ်ရှားလို့ဒီလိုအတ္တဝတရားဟာဒီပုံစံနဲ့ဒီလိုပြောတာနော်
ဓတ္တနာပါတ္တဗအသိဉာဏ်ဖြင့်ရှုမြင်ဖယ်ရှားတာတစ်ခုနော်အသိဉာဏ်ဖြင့်ရှုမြင်ဖယ်ရှားတယ်တံဝရပါဟနာစောင့်စည်းပြီးတော့ဖယ်ရှားတယ်ပฏิသေဝနာပါဟနာမိဝဲသုံးဆောင်ပြီးတော့ဖယ်ရှားတယ်ပရိဝိသနာရှောင်ရှားပြီးတော့ဖယ်ရှားတယ်အဲ့ဒီအဓိဝါဒနာသိခံအောင်အင်းပြီးတော့ဖယ်ရှားတယ်ဝိနောဒနာတွန်းထုတ်ဖယ်ရှားတယ်ဘာဝနာကိုယ်တဏ္ဍမှာတိုးပွားလာအောင်လုပ်ပြီးတော့ဖယ်ရှားတယ်လို့ဒီလိုအာသဝတွေဟာဖယ်ရှားရမယ့်အာသဝတွေဟာ9မျိုးရှိတယ်လို့တပ္ပသဝသုံးပါဟောအေးဘုန်းကြီးတို့တွေဟာသူ့နည်းနဲ့သူအခုလို့ဒီစနစ်အတိုင်းကိုယ်တဏ္ဍမှာရှိနေတဲ့ဖြစ်ပေါ်လာနိုင်တဲ့ကံတရားတွေကိလေသာတွေဖြစ်ပေါ်လာမဲ့ဘေးရန်အန္တရာယ်တွေကိုအခုနီး9ရက်ကိုသုံးချပြီးတော့ဖယ်ရှားပြစ်မယ်ဆိုလို့ရှိရင်အာသဝတွေဟာကုံသွားမှာပဲဖြစ်တယ်အဲ့ဒါကိုပြောတာယတ္တသဝပရိခိနာအာသဝတရားတွေကုံသွားပြီဖယ်ရှားပြစ်လိုက်လို့လက်ကြမရှိကုံသွားပြီအာဟာရိစအာနိတိတောအာရှိအောင်စားတယ်ဒါကမူလရွေးချက်နောက်ရွေးချက်ကဘာလို့လှအောင်စားတယ်အသားရည်ပြည့်ဖြိုးအသားတိုးအောင်စားတယ်ဝအောင်စားတယ်ပြီးတော့ကြိုက်လို့စားတယ်ပေါ့အဲ့ဒါတွေကပိုးလာတဲ့အရာတွေပေါ့အဲ့ဒါတွေကိုဖယ်ရှားနေစရာအိမ်နဲ့ပတ်သက်လာတဲ့အခါကျတော့အိမ်ဆိုတာဘာအတွက်တုံးလုံးလုံးချုံချုံနေဖို့နေဘူးမိုးရွာရှောင်ရှားပြီးလုံးလုံးချုံချုံဘေးရအန္တရာယ်မရှိအောင်လုံးလုံးချုံချုံနေနိုင်ဖို့အိမ်ရဲ့အသုံးအားနောက်ကြတော့အဲ့လိုဒီလိုမဟုတ်ဘူးဒီဇိုင်းလှလှနဲ့အိမ်လေးဆိုအကုန်ကြတယ်အများကြီးခါညအိမ်ကလည်းဒီဇိုင်းလှမှဝင်ချန်လေးကလည်းလှအောင်မှအကုန်လုံးအလှဆင်တယ်ပုတ်ကုန်တယ်ပတ်စံတယ်အဲ့ဒီပေါ်မှာလှပမှုကိုမမောလာတယ်အဲ့ဒါကအပူလို့ခေါ်တယ်နော်အဲ့တော့ပစ္စည်းလေးပါးနဲ့ပတ်သက်လာလို့ရှိရင်အဲ့ဒါလို့အတိုင်းတာတစ်ခုတည်းရှိတဲ့အတိုင်းတာတစ်ခုတည်းပိုးမလာအောင်တွေ့တာမှုတွေနဲ့ပိုးလာအောင်မလုပ်နဲ့လို့ဆိုလို့တယ်တရားသူတရားမြတ်အားထုတ်တဲ့ပုဂ္ဂိုလ်ကိုပြောတာနော်ကိုလာခြင်းမလာခြင်းတို့မပြောဘူးအဲ့ဒီမှာတရားဓမ္မအားထုတ်ပြီးဆိုလို့ရှိရင်တော့အဲ့ဒါလို့လိုက်နိုင်ရမယ်လို့ဆိုလို့တယ်နော်အာဟာရိစအနိတိတော့အာဟာရနဲ့ပတ်သက်ပြီးတဏှာအစွဲလန်းနေနဲ့မိပြီးတော့ကြိုက်တာမှစားမယ်အစင်းအလှမှဝတ်မယ်ဆိုတာမျိုးတွေမဟုတ်တော့ပဲနဲ့အသက်ရှိဖို့စားတယ်လုံယုံဝတ်တယ်ဆိုတဲ့အဓိပ္ပာယ်လူချတဲ့တင့်တော်ယုံမဲ့ဝတ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာအဲ့ဒါလို့ဖြစ်လာတာဟာတရားအသည့်အတွက်များစွာအထောက်အကူဖြစ်လာတယ်လို့အေးယန္နာပုဂ္ဂိုလ်ဖြစ်သွားလို့ရှိရင်အဲ့ဒီအနေအထားမျိုးရောက်သွားတယ်ရောက်တော့ဘာဖြစ်တယ်ဆိုရင်သုံးညတောအာနိမိတ်တောသဝိမောခောယတခောစရောသူစိတ်ထဲမှာဘာပဲရှိတော့တုံးဆိုရာဂဒေါသမောဟတွေလုံးဝမရှိတဲ့နိဗ္ဗာန်သင်္ခါရတရားတွေကလုံးဝခင်းသွားတဲ့သုံးညတနိဗ္ဗာန်သင်္ခါရအာယုန်တွေကကင်းစိတ်နေတဲ့နိဗ္ဗာန်တောင်းတမှုတဏှာကင်းတဲ့နိဗ္ဗာန်သုံးညတဝိမောခာအာနိမိတ်တဝိမောခာအပနိဟိတဝိမောခာလို့ဆိုတယ်လွတ်မြောက်မှုသုံးညသာလင်သူ့ရဲ့ခေါင်းထဲမှာရှိတယ်သူ့ရဲ့စိတ်အာယုန်ထဲမှာဒီလွတ်မြောက်မှုသုံးညကလွဲလို့တခြားဟာမရှိတော့ဘူးဒါယန္နာဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေကိုပြောပြတာနော်ယန္နာဖြစ်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအခြေအနေလွတ်မြောက်မှုနိဗ္ဗာန်အာယုန်မှတပါးတခြားအာယုန်သူ့မှာမရှိတော့ဘူးလို့ဒီလိုဆိုလို့တယ်ပေါ့အဲ့ဒီပုံမှာပဲသူပျော်မွေ့တယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝလမ်းကြောင်းကိုလိုက်ရှာရင်မရဘူးတဲ့ဥပမာပဲအာဂါတိဝတကုံတာနံပဋ္ဌာန်တတ္တဒုရဏယကောင်းကင်မှာသွားတဲ့ငှက်ရဲ့ခြေရာကိုရှာရင်မတွေ့သလိုပဲဒီပုဂ္ဂိုလ်သူမြတ်ခန္ဓာကိုယ်ချသွားလို့ရှိရင်ဘယ်ဘဝမှာရောက်တယ်လဲလို့လိုက်ရှာမယ်လေချောနတ်တွေသွားမေးလဲတွေ့မှာမဟုတ်တော့နော်ခေါင်းခောက်ပြီးဘယ်ဘဝရောက်တယ်ဆိုတာပဲအယိုးခောက်မေးလဲတွေ့မှာမဟုတ်တော့ဘူးလို့သူတို့ဆိုလို့တယ်အဲ့ဒီဟာဒီဝိဇ္ဇာဆိုတဲ့မထေမြတ်က
သူကိုယ်တိုင်ကြိုးစားလို့ပေါ့ရောက်အောင်မြင်လာတဲ့တရားဓုတရားမြတ်ကိုရည်ညွှန်းပြီးဒီမှတ်တရားစကားကိုဆိုတာသူဟာဘယ်ဘဝကလာခဲ့တာတော့လို့မေးမယ်ဆိုလို့ရှိရင်သူ့ရဲ့ဘဝဇလံစတင်ပေါ်လာတာကတော့ပိယဓာတ်တိဆိုတဲ့မြတ်စွာဘုရားလက်ထက်မှာလူဖြစ်တယ်ဒါပေမဲ့ဘုရားပြိဋိဘံဆံသွားတဲ့အချိန်မှာစေတီတော်မြတ်ကိုရိုးရိုးသေးသေးနဲ့လှူဒန်းပူဇော်ခဲ့ဘူးတယ်အဲ့ဒီကုသိုလ်ကောင်းမှုကိုခြေခံပြီးတော့လူဖြစ်လိုက်နတ်ဖြစ်လိုက်နဲ့ကောရမဘုရားမြတ်စွာဘုရားလက်ထက်မှာရာဇဂိုမြို့မှာပုံနာမျိုးလာဖြစ်တယ်ဝိဇယလို့နာမည်ပေးထားတယ်ပုံနာတွေရဲ့ထုံတန်းစင်လာအတိုင်းတပ်ပညာတွေကိုတတ်အောင်သင်တယ်နောက်ဆုံးမှာအိမ်တော်ရသားမပြုတ်တော့ပဲနဲ့သူဟာအိမ်တော်ရသားပြုတ်ခြင်းစိတ်မရှိလို့ဟိမောတာတောပဲထွက်ပြီးယသိယဟန်လုပ်တယ်ယသိဝတ်တယ်ဇံပင်ရှင်တွေရအောင်ကြိုးစားအထုတ်တယ်လို့သတင်းချတော့မြတ်စွာဘုရားစီရောက်လာပြီးဖရာတရားနာတဲ့အခါမှာယသိဘဝဆွန့်လွတ်ပြီးတော့ယဟန်ဘဝကူပြောင်းတယ်မြတ်စွာဘုရားညွှန်ပြတဲ့ဝိပဿနာကျင့်စဉ်တရားကိုကျင့်ကြံကြိုးကိုအထုတ်လိုက်တဲ့အခါမှာအခုလိုအာသဝတရားတွေလုံးဝကုန်သွားတယ်သူတဏ္ဍာအာသဝတရားတွေကုန်ပြီးအာဟာရနဲ့ပတ်သက်သို့မဟုတ်ပစ္စည်းလေးပါးနဲ့ပတ်သက်ပြီးတော့ဆွဲလန်းမှုတွေ့တာမှုတွေသူ့မှာလုံးဝကင်းသွားတယ်နိဗ္ဗာန်ဆိုတဲ့အာယုံပေါ်မှာပျော်မွေ့တဲ့ပုဂ္ဂိုလ်ဖြစ်လာလို့သူနဲ့သူ့ရဲ့ဒီလိုနေထားမျိုးရောက်သွားတဲ့အခါသူခန္ဓာဝန်ချပြီးလို့ရှိရင်သူဘယ်ဘဝရောက်သွားတယ်ဆိုတာကိုခြေရာကောက်ဖို့မလွယ်ဘူးကောင်းကင်မှာသွားတဲ့ငှက်တွေရဲ့ခြေရာကိုခြေရာကောက်လို့မရတယ်လို့သူ့ရဲ့ဘဝစာကြောင်းကိုခြေရာကောက်လို့ရမှာမဟုတ်ဘူးလို့ဝမ်းမြောက်ကြည်နူးစွာဥဒန်းစကားအနေနဲ့အမှတ်တရပြောခဲ့တာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေလက်တွေ့လိုက်နာကျင့်သုံးကြတဲ့ပုဂ္ဂိုလ်တွေဟာတန်တရားဝဆင်းကလွတ်ကင်းသွားတဲ့အခါမှာဝန္တာအာရသူတို့ရဲ့ဘဝအနေထားတွေကိုအမှတ်တရပြောဆိုသွားကြတာဖြစ်လို့တို့တွေလည်းပဲတန်တရားဝကလွတ်ချင်တန်တရားဝကလွတ်မှသာလဲဒီဆင်းရဲဒုက္ခတွေကကင်းနိုင်မှာဖြစ်တယ်လို့ကိုယ်စီမှတ်သားနာယူပြီးနိဗ္ဗာန်ရောက်အောင်မျက်မှောက်ပြုနိုင်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း